ထိုရများကိုတင်တို့အသုံးလိုကြောင်းကိုကောင်းကင်ဘုံ၌ရှိတော်မူတော့တင်တို့အပါတိတော်မူ၏ထိုရများကိုတင်တဲ့ကျွန်တော်ရဲ့ထိုရဖြစ်တဲ့စားဖို့နေဖို့ထိုင်ဖို့ဝတ်ဖို့စီးဖို့အကုန်လုံးကိုဖျားသိတယ်ဒါမဲ့အငယ်33ရောက်လာတဲ့အခါမှာရှင်မသက်အခန်းကြီး6အငယ်33မှာတော့ဒီလိုပြောတယ်နံပါတ်1ဘုရားခင်နိုင်ငံတော်နဲ့ပြောင်းမခြင်းတရားကိုရှေးဦးစွာရှာပါနောက်မှထိုရကိုထပ်၍ပေးမယ်အရင်ကလည်းပေးတယ်အခုလည်းထပ်ပြီးပေးအောင်မယ်ဖျားရှင်နာမဘုန်းကြီးပါစေအသွေးခေါ်ပညာရှင် Epictetus ကဘယ်လိုပြောတယ်လဲဆိုရင်ဒီနေ့တိုင်းမှာကျွန်တော်တို့မိမိဘဝကိုနောက်ဆက်နေတဲ့အရာတွေကတဲ့ဖြစ်ပျက်သွားတဲ့ပြဿနာတချို့မဟုတ်ဘဲနဲ့ထိုအရာတွေပေါ်မှာထားတဲ့ကျွန်တော်တို့အသွေးကျွန်တော်တို့စိတ်နှလုံးကြောင့်ဖြစ်တယ်ထိုအရာတွေပေါ်မှာထားတဲ့စိတ်နှလုံးကြောင့်ကျွန်တော်တို့ဒီနောက်ဆက်ခံနေရတာဖြစ်တယ်ကျွန်တော်မိသားစုတွေတယောက်နဲ့တယောက်စိတ်ဝမ်းကွဲသွားတာဘာကြောင့်လဲထိုအရာတွေပေါ်မှာထားတဲ့စိတ်နှလုံးကြောင့်ဖြစ်တယ်ထိုအရာတွေကိုတဲ့သာသနာပဖျားမတိတော့သူတွေကရှာဖွေတတ်တယ်ဘယ်လိုစားရမလဲဘယ်လိုဝတ်ရမလဲဆိုတာအတွက်ပဲအသက်ရှင်နေကျွန်တော်တို့ကိုယ်တိုင်သာသနာပလို့ဖြစ်သွားပြီတမန်ကျမ်းစာကဒီလိုပြောပါတယ်ပထမအရာဖြစ်တဲ့နိုင်ငံတော်နဲ့ပြောင်းမှခြင်းကိုရှေးဦးစွာရှာပါနောက်မှထိုအရာထပ်၍ပြီးမယ်ရှေးဦးစွာရှာရမယ့်အရာကတော့ဖယားနဲ့သက်ဆိုင်တဲ့အရာဖြစ်တယ်ညီကောင်မောင်နှမတို့ဖယားနဲ့ပတ်သက်လာရင်ကျွန်တော်တို့ဦးစားပေးတတ်ဖို့လိုတယ်အလုပ်ကိုဦးစားပေးတာမပေးတာကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးနံပါတ်1ဖယားနဲ့အလုပ်နဲ့ပတ်သက်လာရင်ဖယားကိုနံပါတ်1ဦးစားပေးပါဖျားရှင်နာမဘုံကြီးပါလေပြောချင်တာကဖယားနဲ့ထိုအရာကိုကျွန်တော်တို့ဒီနေ့စန့်ကျင်ဘက်နေရာထားနေကြတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာစားတော်လဲဝါစွာမစားရကြဝတ်တော်လဲနှွေးစွာမဝေးရကြတယ်အလောက်လို့ရဲ့အခကိုခံရတော့လဲမလုံလောက်တော့အိတ်ထဲမှာတူသားကြတယ်တဲ့ဟာကဲအနာဂတိကျအခန်းကြီး1မှာပြောတယ်ထိုအရာကိုအရင်ရှာတဲ့အခါမှာအိတ်ပေါင်းနဲ့ဖားကောက်ဖြစ်နေတယ်တဲ့ဒါကြောင့်ဘုရားခင်ကပြောတယ်လေလို့ပြောရင်နိုင်ငံတော်နဲ့ပြောင်းမခြင်းတရားကိုရှင်းဥစွာရှာပါနောက်မှထိုရာသီဟုတော့တင်တို့ဝတ်ဖို့နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့အားလုံးကိုဘုရားခင်ပြင်ဆင်ပေးမယ်ဆက်ပြီးပြင်ဆင်ပေးမယ်ဆက်ပြီးကောင်းကြီးပေးမယ်ချစ်တော်တမမိတ်ဆွေထိုအရာတွေကြောင့်နောက်ဆက်ခြင်းခံနေရပါသလားတင်တို့မိသားစုကထိုအရာတွေကြောင့်ပဲအချိန်ကုန်နေသလားဖယားเจ้าမတွားနိုင်လောက်တဲ့အထိထိုအရာတွေကတင်းရဲ့ဘဝကိုလွမ်းမိုးထားသလားမိတ်ဆွေထားခဲ့လိုက်ပါအဲ့ဒီအရာကိုခဏလေးဖယားကိုနံပါတ်1အချိန်ပေးအောင်ချစ်တော်ဓမ္မမိတ်ဆွေထိုအရာများကိုတင်တို့အသုံးလိုကြောင်းကိုကောင်းကင်ဘုံ၌ရှိတော်မူတော့တင်တို့အပါတိတော်မူ၏ပေးမယ်လို့မပြောသေးဘူးတိတယ်မင်းတို့ဘာလို့အပ်တယ်လဲဆိုတာအတ်တော်တချောင်းကအစမိတ်ဆွေလိုအပ်တဲ့ຢာတိုင်းကိုဘုရားသိတယ်မိတ်ဆွေရဲ့သပင်တချောင်းချင်းစီကိုရေသွက်တဲ့ဘုရားကမိတ်ဆွေရဲ့ဘဝမှာလိုအပ်သမျှအားလုံးကိုသိပြီးသားဖြစ်တယ်ရှေးဦးဆိုလို့ရမယ့်အရာနဲ့နောက်မှဆိုတဲ့အရာကိုပိုင်းခြားပြီးကျွန်တော်တို့သိဖို့လိုတယ်နိုင်ငံတော်နဲ့ပြောင်းမခြင်းတရားကိုရှေးဦးစွာရှာပါချစ်တော်ဓမ္မမိတ်ဆွေဖယားနဲ့ပတ်သက်လာရင်သားသမီးတွေကိုပင်လေဖယားကိုဦးစားပေးတတ်အောင်တုံတင်ကြပါစို့မဟုတ်ရင်တင်တို့သားသမီးတွေက
ဘယ်လိုစားရမလဲဘယ်လိုဝတ်ရမလဲထိုရာဒီအတွက်စဉ်းစားရင်းနဲ့သာသနာပလူကဲတို့ဖြစ်သွားလိမ့်မယ်ချစ်တော်ဓမ္မမိတ်ဆွေထိုအရာတွေကိုမိတ်ဆွေအသုံးလိုတာကိုဖျားခင်သိပါတယ်နံပါတ်1နိုင်ငံတော်နဲ့ပြောင်းမှချင်းရှေးဥစွာရှာရအောင်နောက်မှထိုရာများကိုထပ်ပေးမှဖြစ်တယ်နောက်တစ်ချက်ကျွန်တော်ဦးလေးတယောက်ကကျွန်တော်ကို तू မဆုံးခင်တပတ်မှာကျွန်တော်ပြောဘူးတဲ့စကားလေးရှိတယ်အသားတဲ့လူကိုတဲ့အဝတ်စားကြည့်ပြီးမှလေတဲ့မခွဲခြားပါနဲ့တဲ့အော်ဒီအဝတ်ကဘာတွက်လဲလို့ပြောရင်အရှက်လုံဖို့ပဲဟုတ်တယ်တဲ့အဝတ်စားကအရှက်ဖုံးဖို့ပဲဟုတ်တယ်ဒီအဝတ်စားကားတဲ့ဒီအထဲမှာရှိတဲ့နှလုံးသားကိုမဖုံးနိုင်ဘူးတဲ့ချစ်တော်ဓမ္မမိတ်ဆွေကျွန်တော်တို့အသက်တာထဲမှာဘယ်ရာကပဲဖြစ်ဖြစ်ဘုရားခင်ပေးပိုင်တာဖြစ်တယ်ဒါကြောင့်ဖယားနဲ့ပတ်သက်တဲ့အရာတွေကိုဦးစားပေးကြရအောင်နှုတ်ကပတ်တော်ကိုဦးစားပေးရအောင်ဆုတောင်းခြင်းကိုဦးစားပေးရအောင်နောက်မှထိုရာသီဟုတော့မိတ်ဆွေတို့လိုအပ်တဲ့အိမ်တွေကားတွေစီးပွားရေးတွေသားသမီးအတွက်ကောင်းကြီးမင်္ဂလာတွေအားလုံးကိုဖယားသခင်ထံကနေထိုရာများကိုထပ်ပြီးတွန်းလောင်းမှာဖြစ်တယ်ထိုရာများကိုကျွန်တော်တို့ဒုတိယနေရာထားပြီးနိုင်ငံတော်နဲ့ပြောင်းလဲခြင်းတရားကိုတော့ရှေးဥစွာရှာဖို့ရန်အတွက်မေတ္တာနဲ့တိုက်တွန်းခြင်းနဲ့ဖြစ်တယ်အရောက်ချင်းစီတိုင်းပေါ်မှာအတိတ်တပံဖျားခင်ကောင်းကြီးပေးပါစေ။